ကျွန်တော်အခုတင်ဆက်မဲ့အကြောင်းအရာလေးကိုတော့ပုံစံတစ်မျိုးနဲ့တင်ဆက်ထားပါတယ်ကျွန်တော်ရဲ့အယူဆအရပြောထားတာဖြစ်လို့ဒေါ်လာလွတ်လပ်စွာခွင့်လက်နိုင်ပါတယ်နော်ပထမဦးဆုံးဒဏ္ဍာရီရဲ့သဘောတရားကိုကျွန်တော်နားလည်တော့အရင်ပြောပါမယ်တမိုင်းပညာရှင်တွေကတော့ဒဏ္ဍာရီကမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတဲ့ဗဇက်ရာဇဝင်လို့ပြောကြတယ်ကျယ်တွင်းတည်ကျယ်တော့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရေးတဲ့ခေါမခန္ဓာဝင်ပြသက်ဆန်းတဲ့စာအုပ်ကိုရှာဖတ်ကြည့်ပါအာရှဒဏ္ဍာရီတွေကလည်းနမိတ်ပြဇာတ်လမ်းတွေလို့ပြောပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ယာမာယနာဇတ်တော်ပဲဆိုပါစို့တရားမင်းတွေဘလူးတွေမြောက်တွေကိုဖဲကြည့်ရင်နေကန်ဒရာဗီဒီယန်တွေနဲ့ဥရောပဘက်ကရွှေ့လာတဲ့အာရီယန်တွေရဲ့နေမြေတို့တိုက်ပွဲအကြောင်းကိုတွေ့ရမှာပါဒီနေ့ပြောချင်တာကတော့အနွယ်ထာမင်းကြီးနဲ့ရဆန်ရတဲ့အကြောင်းပါမြန်မာသမိုင်းကိုမွေနောက်ပြီးရှာကြည့်တဲ့အခါကျတော့ဘယင်းနေနဲ့ရဆန်တော့ကြည့်ရင်ထူးထူးခြားခြားနဲ့ရဆန်တာတွေတွေ့လာရတယ်တောထဲမှာနတ်သမီးနဲ့တွေ့ပြီးယူပြီးတည်တယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒီထူးဆန်းတာတွေတဲ့အထူးဆန်းဆုံးနဲ့ရဆန်တဲ့ဘယင်းနှစ်ပါးရှိတယ်တကယ်ထင်ထင်ရှားရှားဘယင်းတွေပါအဲ့ဒီဘယင်းနှစ်ပါးကအနွယ်ထာနဲ့တပင်ရွှေထီးပါနဲ့ရဆန်တဲ့ပုံတွေမတူပေမဲ့အခြေခံတွေသွားတူတာတွေ့ရတယ်ဒီဘယင်းနှစ်ပါးနဲ့ရဆန်တာဖြစ်ပြီးတဲ့နောက်မှာတင်းကျိုင်းတော်တွေမရှိဘူးမမမြုပ်ထားတယ်လဲဆိုတာရာဇဝင်မှာမပါဘူးနဲ့ရဆန်တယ်ဆိုတာပဲရှိပြီးနောက်ဆက်တွဲပူဇော်မှုတွေလုပ်တာလဲဘာမှတမ်းမှမရှိဘူးကျွန်တော်တို့သိတဲ့အနွယ်ထာဘင်းကြီးနဲ့ရဆန္ဒကအရင်ဆုံးပုတ်ပေါက်ကိုသွားတယ်တဲနန်းအောက်မှာဖားဝတန်ကထူးဆန်းလို့မြေကြီးကိုတူးပြီးရှာကြည့်တော့ဖားဖို့အသေးကိုဖားမထမ်းပြီး on နေတာတွေ့တယ်ဒီဘက်ကဆိုရင်တော့ Facebook တွေရိုက်ပြီးတော့ဓာတ်ပုံတွေကို Facebook မှာဘလို့ပြန်နေတော့ပြီဘီရင်ဆီယာတွေပုံသားတွေကတော့ဇာတာမတန့်လို့နေပြီးတော့အမြန်ပြန်လာပါလို့ပြောတယ်ပြီးတော့ဘယ်တော့ပြန်လာရင်နေပြီးတော့ရောက်တော့တကားဝမှာမိုးဆိုးတယောက်ကစောင့်နေပြီးတော့အောင်တာဘက်မှာကျွဲရဲတကောင်တောင်းကြနေလို့နှိမ်နှင်းပေးပါလို့ပြောတယ်ပြည်ဒီကိုချစ်တဲ့ဘင်းဆိုတော့ကိုယ်တိုင်သွားနှိမ်နှင်းတယ်ကျွဲရဲကကျွဲစစ်မဟုတ်ဘူးအရင်ကနတ်တွေကိုနှိပ်ကတော့ခံလိုက်ရတဲ့ထင်မြင်စောနက်ကကျွဲအောင်ဆောင်ပြီးတော့ခက်လို့စင်မောကဘင်းကကျွဲခက်ခံရပြီးနိုင်ရဆန်တယ်အလောင်းကိုနတ်ဖွက်သွားလို့ပြန်မရဘူးအဲ့လိုပြောတယ်ဒါကတမိုင်းစာအုပ်တွေကရေးထားတယ်ဒီနေ့ခေတ်တမိုင်းပညာရှင်တွေကတော့ကျွဲခက်လို့နိုင်ရဆန်တာကိုလက်မခံဘူးကျွန်တော်လည်းလက်မခံဘူးခုနကတော့သတင်းချက်လက်တွေပြန်ပြီးကြည့်ရင်တချို့အချက်လက်တွေကလက်မခံနိုင်ကြရဖြစ်နေတယ်ပထမဆုံးတစ်ချက်မိုးဆိုးတယောက်ကဘရင်ကိုတွေ့ပြီးဒါလိုက်ပြောနေတာပြောခေါ်ချင်တဲ့နေရာခေါ်သွားလို့ရလားဒုတိယအချက်ကကျွဲလောက်ကတော့အဲ့ဒီချိန်ကကြံစစ်သားတာမရှိတာကြံတဲ့တရေကောင်းတော့ကြံသေးတယ်ဥပမာဆိုလို့ရှိရင်ငလုံးလက်ဖယ်ကိုလွတ်လိုက်ရင်ဒီကျွဲကိုထွန်တက်ပြီးတော့ထွန်ပြလိုက်အောင်မယ်ကျွဲရှင်းတရားတော့တပွေထဲထိမိထွန်လာတာကျွဲကောင်လောက်ကတော့အေးဆေးပဲသူကဒီလိုသူရဲကောင်းနေမရှိရင်တော့တက်သားတရားလောက်လွတ်လိုက်ရင်ကျွဲရိုက်နားကားတော့မှာဘာဖြစ်လို့နန်းလင်းဝင်ကန်ကြီးဘရင်ကတရပါတကားကနေလှည့်ပြီးပြန်သွားတာလဲနောက်တတိယတစ်ချက်အောင်တာရက်ဆိုတာဘယ်နှမ်းမှာလဲတောင်တာမဟုတ်တော့သိကြတယ်ဘယ်နေရာလဲဆိုတာအတိအကျရေးပြမထားဘူးစတုတ္ထတစ်ချက်ကကျွဲနဲ့ဆင်ဆိုတာအကွာကြီးစင်မောဘရင်ကိုကျွဲခတ်ပြီးကျွဲကခုံပြီးတော့ခတ်လို့ဂျိုများမှာနားကားသွားအောင်အနွယ်ထာဘရင်ကလည်းအခြားပင်မဟုတ်ဘူးပထမမြန်မာနိုင်ငံတော်ကထူထောင်ထားတဲ့စစ်ဘရင်ကျွဲကရိုးရိုးကျွဲမဟုတ်တော့ဘူးနတ်ကျွဲအဲ့လိုပြောတာကိုလက်ကိုမခံနိုင်တာလူတွေကသူတို့ကြောက်တိုင်းနတ်ကြားစီးတော်ကြားနတ်မိကြောင်နတ်မွေဘာညာလျှောက်ပြောနေတာပြင်စမတစ်ချက်ကအရင်ကတော့အဲ့ဒီထင်မြင်သောနတ်ကိုဘရင်ကပြင်းထားတာဘရင်ပြင်းထားလို့ဘုံပြောင်းနေတဲ့နတ်ကဘလို့ဖြစ်ပြီးဘရင်ကိုတတ်နိုင်ပါလဲဒါကတော့နတ်ကြောင်ဓာတ်ကြောင်တွေကနှက်ခမ်းတလန်ပန်းတလန်နဲ့ရှင်းပြနိုင်မယ်နတ်ကင်နာတို့နတ်နဲ့နဂါမကြည်စားနဲ့တို့ကန်နေနေတာကိုတော့ပေါ့ဒါတွေကတခုမှလက်ခံနိုင်ကြမရှိဘူးတကယ်တမ်းကနတ်တွေဘာတွေဖယ်ကြည့်လိုက်ရင်ဖြစ်နိုင်ကြနှစ်ခုပဲရှိတယ်အနောထာဘရင်ကအလုံးကြံခံရလို့တည်တာဆယ်တီဆောင်နေရင်မတော်တဆကြီးကြီးမမတော်ဆမှုတစ်ခုခုဖြစ်လို့တည်သွားတာပထမတစ်ခုကိုပြောရရင်အနောထာဘရင်ကြီးကနတ်ကိုးကွယ်တာတို့ဗုဒ္ဓဘာသာတွေကအယူမတို့ကိုဖယ်ရှားတုတ်တဲ့အချိန်ကစားပေါက်ပိတ်သွားတဲ့လူတွေရှိမှာပဲတချို့နေဆိုရင်မိကိုးကွယ်တာတို့ကျွဲနွားတက်ပြီးရစ်ပူဆိုတာတို့နတ်ဆရာတွေနတ်တော်တွေ